လက်ထပ်ပြီးရင်ကျွန်တော်အလုပ်မကြိုးစားမှာကိုဖြူစနီးကစိုးရိမ်နေချင်းတွေတိုင်းသူကဈေးနှုန်းတွေတတ်မှတ်ထားတယ်ယောက်ျားလို့တခွန်းခေါ်ရင်1000လက်တစ်ခါတွဲရင်3000လင်မယားအဖြစ်လူသိရှင်ကြားထုတ်ပြောဖို့က10တန်းတောင်ပေးရမယ်တရားဝင်ကြေညာနိုင်ဖို့အတွက်ကျွန်တော်အချိန်ပိုတွေဆင်းပြီးအသေးလဲစူးစမ်းခဲ့တယ်အမေကကျွန်တော်ကိုစိတ်ပူလွန်းလို့နှလုံးရောဂါထားပြီးအရေးပေါ်ခွဲစိတ်ဖို့လိုလာတယ်ဒါပေမဲ့သူကကျွန်တော်စုထားတဲ့ငွေတွေကိုနှစ်ကုန်စုချစ်ဖြစ်ပေးပစ်လိုက်တယ်အားလုံးကိုလက်ထောက်စီလွှဲပေးလိုက်တယ်ပတ်စံပြန်ပေးဖို့ကျွန်တော်အသေးလဲတောင်းပန်ခဲ့တယ်သူကကျွန်တော်ကိုကတ်ဆေးနေပြီးအဆင်မရှိဘူးလို့ပြောတယ်ဝန်ထမ်းတွေရှေ့မှာသူ့ကိုအရှက်ရစေတယ်ဆိုပြီးတော့ကျွန်တော်ရဲ့အကောင့်တွေအားလုံးကိုပိတ်ပစ်လိုက်တယ်နောက်ပိုင်းမှာအဲ့ဒီကိစ္စကြောင့်အမေဆုံးသွားခဲ့တယ်ကျွန်တော်ကွာရှင်းဖို့ပြင်ဆင်လိုက်တယ်ဇနီးဖြစ်သူကတော့ဘာမှမသိတဲ့မျက်နှာနဲ့ကျွန်တော်တမင်မူနေတယ်လို့သူထင်နေတာကဲပါဒီတစ်ခါတော့မင်းစီကပတ်စံမယူတော့ဘူးနှစ်တကူပြန်ရင်မင်းနဲ့အကြောင်းတရားဝင်ကြေညာပေးမယ်မင်းနဲ့အမေရွာထဲမှာမျက်နှာပွင့်အောင်ပေါ့ဒါပေမဲ့ तू မှမသိတာကအမေဆုံးတဲ့နေ့ကလေးကကျွန်တော်နိုင်ငံခြားသွားဖို့ဆုံးဖြတ်ထားပြီးသားသူမနဲ့တစ်သက်လုံးအဆက်အသွယ်ဖြစ်ဖို့ပါကျွန်တော်အထုပ်ပိုးပြင်နေတော့အဲ့ခမ်းမီကရုတ်တရက်လင်းလာတယ်ခဏအကြာမှာတော့ဇနီးဖြစ်သူကုချင်းဟန်ကကျွန်တော်နောက်မှာပေါ်လာတယ်နောက်ကနေလာဖက်ချင်နေတာလီချွမ်းဒီရက်ပိုင်းမင်းကိုလူတော်မမြင်ရဘူးဘာတွေတိတ်တိတ်ပုံလုံနေတာလဲဒါပေမဲ့သူ့အကြည့်ကကျွန်တော်ခြေရင်းကအိတ်စီရောက်သွားချိန်မှာလက်ကလေထဲမှာတင်တန့်သွားတယ်မင်းဘာလို့အထုပ်ပြင်နေတာလဲချက်ချင်းဆိုသလိုပဲသူတစ်ခုခုကိုတတိယသွားပုံပဲလေတန်ထဲမှာတပြင်းချတန်လေးပါနေတယ်မင်းအကောင့်ကိုငါပြန်ဖွင့်ပေးပြီးပြီလေမင်းစီကိုလည်းစာပို့ရှင်းပြထားတယ်မလားနှစ်ကုန်ခါနီးပြီဆိုတော့ကုမ္ပဏီကစံပြထားပြီးစိတ်တက်မြင့်တင်ဖို့လိုတယ်သူ့ကိုပတ်စံလွှဲတာကဝန်ထမ်းတွေကိုပြဖို့တတ်ပဲမင်းထင်တယ်လို့မျိုးပတ်သက်မှုမဟုတ်ဘူးအရင်ကဆိုရင်တော့စောင်းတွင်းကြီးမှာသူ့လက်ကိုအရင်နှွေးအောင်လုပ်ပေးမိမှာသူရှင်းပြတာကိုစိတ်ရှိလက်ရှိနားထောင်မိဒါပေမဲ့အခုတော့ကျွန်တော်ကတော့ကိုယ့်ဘာသာအထုပ်ပိုးတွေပဲစက်သိမ်းနေမိတယ်ကုချင်းဟန်ကမတိမတာမျက်မှောင်ကျုပ်သွားတယ်မတက်တာတလို့တက်ပြင်းချလိုက်တယ်လီချွမ်းငါပြောတာနားထောင်နေရဲ့လားတို့တွေအတူရှိနေတာဘယ်လောက်တောင်ကြာပြီလဲခလေးလည်းမဟုတ်တော့ဘူးငါဘက်လည်းထဲမစင်းစားပေးဘူးကုမ္ပဏီဝန်ထမ်းတွေအများကြီးရှေ့မှာငါက CEO ဖြစ်နေပြီးဂတိမတီရင်ဒါရိုက်တာတွေစီရောက်သွားမယ်ဆုံးရှုံးမှုကလည်းတိန်ကနန်းမကဘူးတို့အနာဂတ်အတွက်စဉ်းစားနေတာလေသူကတော့တကိုယ်တည်းဆက်ပြောနေတော့မယ်သူ့ဘာသာသူအကြောင်းပြချက်ကောင်းတွေပေးနေတာပေါ့ကုချင်းဟန်ကအမြဲတမ်းဒီလိုပါပဲအမြဲတမ်းမရေရတဲ့အနာဂတ်ကိုပဲစင်ချေပေးနေတာဒါပေမဲ့သူကျွန်တော်ကိုတကယ်ရောဂရုစိုက်လို့လားဘာလို့ဒီလောက်နှစ်တွေကြာတာတောင်လူသိရှင်ကြားချပြဖို့ဝင်လေးနေတာလဲကျွန်တော်သူ့ကိုအဖက်မလုပ်တာမြင်တော့ကုချင်းဟန်ကကျွန်တော်ရှေ့ကိုချက်လက်မှတ်တစ်စောင်ကမ်းပေးတယ်တော်ပါတော့ဒီလောက်ငွေလေးနဲ့စိတ်ဆိုးနေတာလားအရင်ကမင်းကိုတိုးတက်စေချင်လို့ပါမင်းကိုကောင်းစေချင်လို့ပါကနန်းကိုစိတ်ကြိုက်တာဖြေလိုက်ဒီတစ်ခါတော့မင်းစိတ်ကြိုက်လွတ်ပေးလိုက်မယ်စိတ်မဆိုးတော့ဘူးမလားဒါပေမဲ့ချက်လက်မှတ်ကိုကြည့်ပြီးဘာမှထူးမလာဘူးရန်ဖြစ်တိုင်းကုချင်းဟန်ကပတ်စံနဲ့ပဲပြီးဆက်လွယ်လုပ်တယ်ကျွန်တော်ကိုပတ်စံပဲမတ်တဲ့သူလို့ထင်နေတာအရင်ကတော့တန်ရောစင်ကိုငဲပြီးအများတန်းအလျှော့ပေးခဲ့တယ်ဒါပေမဲ့ဒီတစ်ခါတော့ပတ်စံကိစ္စမဟုတ်တော့ဘူးအမေနှလုံးယောဂဖောက်လို့အရေးပေါ်ခွဲစိတ်ဖို့လိုနေတယ်သူကဘာမှမပြောပဲကျွန်တော်စုဆောင်းငွေတွေအကုန်လွှဲပစ်လိုက်တယ်လက်ထောက်အစ်စ်ကိုနှစ်ကုံစုကြေးပေးဖို့ရုတ်တရက်ဆုံးဖြတ်လိုက်တာနင်းတွေအသေးအတန်ကြနေတဲ့နေမှာကုမ္ပဏီရှေ့မှာဒူးထောက်ပြီးအမေစေကူကိုပတ်စံပြန်ပေးဖို့ကုချင်းဟန်ကိုတောင်းပန်ခဲ့တယ်ဒါပေမဲ့သူကကျွန်တော်ကိုလက်ညှိုးငေါ်ပြီးဆဲဆိုတယ်ကျွန်တော်ကတိတ်ကက်ဆေးနေတာပဲလူကြားတဲ့အဆက်ခွဲဖို့ပဲတည်တယ်ဝန်ထမ်းတွေရှေ့မှာသူ့ကိုအကြက်ရိုက်အောင်လုပ်တယ်ပြီးတော့သူကျွန်တော်ကိုအဆက်အသွယ်ဖြစ်လိုက်တယ်ကျွန်တော်ရဲ့ကက်တွေအားလုံးကိုပိတ်ပစ်လိုက်တယ်အမေခွဲစိတ်မှုမခံယူနိုင်တာကိုကြည့်နေုံပဲတက်နိုင်ခဲ့တယ်စေယုံကတင်ပေါ်မှာနာကျင်စွာနဲ့ဆုံးပါသွားခဲ့တယ်အဲ့ဒီတိမ်ပေါင်းများစွာဟာမူလကအသက်ကိုကဲတင်နိုင်ခဲ့မှာအခုတော့သူကဘာမှမဖြစ်တယ်လို့နဲ့ချက်လက်မှတ်တစ်စောင်ကမ်းပေးတယ်အရာအားလုံးကိုဖျောက်ပစ်ချင်နေတာကျွန်တော်ခေါင်းခါလိုက်တယ်ချက်လက်မှတ်ကိုပြန်တွန်းလိုက်တယ်မလို့ဘူးကုချင်းဟန်ကခန်းကောင်းကောက်ပြောလိုက်တယ်လက်ထဲကခီးဆောင်အိတ်ကိုဆွဲလူလိုက်တယ်စိတ်မရှိတယ်လို့နဲ့ပြောလိုက်တယ်လာတွေ့ခိုင်းတာကိုတကယ်ကြီးလာကြူလာလားထားလိုက်ပါတော့အလုံးစုံတော့ဒီနှစ်တကူမင်းနဲ့အတူပြန်လာခဲ့မယ်ဒါကသိန်း100တန်လာလေမင်းရဲ့အလိုရမက်ကမသေးဘူးပဲမင်းနဲ့အမေရွာထဲမှာမျက်နှာပွင့်အောင်လို့အခုတော့ပျော်သွားပြီမလားငါရီမန်းချက်ကမသေးဘူးလို့စိတ်ထဲကနေလှောင်ရမိတယ်ငါကတာမန်ချစ်မျိုးပဲလိုချင်ခဲ့တာတခြားတာမန်စုံတွဲတွေလိုမျိုးလွတ်လွတ်လပ်လပ်လက်တွဲလို့ရမယ်ပေါ်တင်ချင်းတွေးလို့ရမယ်တယောက်ကိုတယောက်ချစ်သူပါဆိုပြီးပေါ်ပေါ်ထင်ထင်မိတ်ဆက်ပေးနိုင်မယ်